여러분 안녕하세요. 어쨌든 구병 아빠인 동리 아니비로 변해 주술라이 바래.အခုဆိုလို့ရှိရင်ဗီဒီယိုကြီးကြည့်လာတာအပိုင်း1အပိုင်း2နံပါတ်1 2 3 4ထိပြီးသွားပြီပေါ့နော်ဒီထိအောင်ရောက်လာပြီဆိုတော့ 여러분 축하합니다. ဒါဆိုလို့ရှိရင်အပိုင်း3ကိုစပြီးတော့ကြည့်လိုက်ရအောင်နော်အပိုင်း3ရဲ့နံပါတ်5လေးကိုစပြီးတော့ကြည့်ရအောင်နော်နံပါတ်5မှာဆိုဘာပြောထားလဲဆိုရင်ra ဆိုတဲ့စလုံးနဲ့နောက်ထပ် ra ဆိုတဲ့စလုံးတွေ့လို့ရှိရင်မြန်မာစလုံးမြန်မာအတန်အတွက် la ဆိုတဲ့အတန်ထွက်ပေးရမယ်နောက်တစ်ခု ra ဆိုတဲ့စလုံးနဲ့ပဲနောက်ထပ် na ဆိုတဲ့စလုံးနဲ့တွေ့လို့ရှိရင်လည်းပဲမြန်မာစလုံး la ဆိုတဲ့အတန်ပဲထွက်ပေးရမယ်ပေါ့နော်ဒါဆိုရင်အောက်ကဥမာလေးကိုကြည့်ကြည့်အောင်ဒါအားဒါ ra တက်လိုက်တော့ thal နောက်က ra ရော re ရောခါတက်လိုက်တော့ re ရောနှစ်ခုကိုကူးပြီးဖတ်မယ်ဆိုလို့ရှိရင် ra နဲ့ ra နဲ့တွေ့တော့ဒီမှာ la အတန်ပြောင်းသွားတော့ လျောက်အရှိမဒါလေးပဲကျန်ခဲ့တယ်ဒါလျောက်လိုက်ဖက်ကြည့်အောင်ဒါလျောက်ဒါလျောက်နောက်တစ်ခုကြည့်ကြည့်အောင်ပါအာပါ ra တက်လိုက်တော့ pal pal ra e ri pal ri နှစ်ခုကိုကူးဖတ်မယ် ra နဲ့ ra နဲ့တွေ့ပြီးဒီနေရာမှာ la အတန်လေးပြောင်းသွားတော့ pali pali ဒါဆိုဇက်ကားတွေမှာဆိုခဏခဏကြားနေကြ pali pali မြန်ဆိုတဲ့အဓိပ္ပာယ်เนาะအပေါ်ကဒါလျောက်ဆိုတာဆိုပြက်ကတိန်ဆိုတဲ့အဓိပ္ပာယ်ပြက်ကတိန်အိမ်မှာရှိတဲ့ပြက်ကတိန်ကိုနေ့တိုင်းကြည့်ပြီးတော့မှဒါလျောက်ဒါမျိုးလေးလေ့ကျင့်ရမယ်နောက်တစ်ခုဆက်ပြီးကြည့်ကြအောင်မအိုမိုရာတက်ဆိုတော့ mol ra a ra ဒီနေရာမှာ ra နဲ့ ra နဲ့တွေ့တော့ la ဆိုတဲ့အတန်လေးပြောင်းဖတ်ပေးရမယ် mola 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 မသိဘူးလို့ပြောတဲ့စလုံးလေးပေါ့နော် mola ဒါက ra နဲ့ ra နဲ့တွေ့ရဲ့ဥစ္စာနောက်ဒီဘက်ကဟာလေးကိုဆက်ပြီးကြည့်ကြည့်အောင်ပထမအဆုံး sa o so ra တက်ဆိုတော့ sol na a na ra တက်ဆိုတော့ nal sol nal ဒါဆိုရင် ra နဲ့ na နဲ့တွေ့ပြီဆိုလို့ရှိရင်လည်းပဲလာအတန်ပြောင်းရမယ်ဆိုဒီနေရာမှာ na ရမဟုတ်တော့ဘဲနဲ့ la ရဖြစ်သွားတယ် sol la ရှင်းမှာ sol လေးကျန်ခဲ့ပြီ solar solar ကိုရီးယားနိုင်ငံရဲ့နှစ်တကူပရက်နှစ်တကူရက်ကိုဘယ်လိုပြောလဲဆိုရင် solar လို့ပြောတယ်နောက်တစ်ခုကကြတော့ il nyon ပုံမှန်ဆိုလို့ရှိရင်ဒီခုနှစ်တွေကဏ္ဍတွေကိုပြောတဲ့အခါမှာနောက်က unit တွေပြောတဲ့အခါမှာ il nyon ဒါမျိုးပြောတတ်တယ်ပေါ့နော်ဒါပေမဲ့ဒီနေရာမှာထူးခြားတဲ့အချက်ကအတန်ပြောင်းရမယ်ဆိုတာကိုမိနေတဲ့ကြတယ်အဲ့တော့ကြည့်ကြည့်အောင် ra နဲ့ na နဲ့တွေ့ပြီးဒီနေရာမှာ nyon ကိုဆိုတော့ leon လို့ထွက်ပေးရမယ် leon il leonရမယ်နော်နောက်တစ်ခုဆက်ကြည့်အောင်ဆိုရောနောက်တက်လေးတက်တော့ yon နောက်က ra a ga the rock နောက်ခုကိုကူးပြီးဖတ်မယ်အဲ့တော့ဒီတစ်ခါမှာဆိုတော့နားလေးကအောက်ရောက်နေတယ်ဒီဘက်မှာ ra လေးဖြစ်နေအတူတူပဲအဲ့လိုမျိုးအရှိနောက်ကိုပြောင်းပြီးတော့တွေ့တဲ့အခါမှာလည်းပဲဒီနောက်ကစလုံးကိုဆိုတော့ la အတန်လေးထွက်ပေးရပါပြီအဲ့တော့ဖတ်လို့ရှင်your luck ရောလေးကျန်ခဲ့တော့ your luck your luck အဆက်အသွယ်ဆိုတဲ့အဓိပ္ပာယ်เนาะအဆက်အသွယ်လုပ်တယ်ဆိုရဲ your luck ဟုတ်ပြီဒါဆိုလို့ရှိရင်ဆရာတို့ပြန်ပြီးတော့အစအနေပြန်ပြီးဖတ်ကြည့်ကြည့်အောင်เนาะပြက်ကလေးဘယ်လိုပြောမလဲဒါလျောက်နောက်တစ်ခုမြန်ဆိုတဲ့စလုံးက pali နောက်တစ်ခုမသိဘူးလို့ညင်းချင်တယ်ဆိုရင် mola နောက်တစ်ခုနှစ်သက်ကူလို့ပြောချင်တယ်နှစ်သက်ကူပရက်ကိုပြောချင်တယ် solar နောက်တစ်ခုတစ်နှစ်ဆိုတဲ့တိုင်းတာကိုပြောမယ် illion ရမယ်နော်နောက်ဆုံးတစ်ခုအဆက်အသွယ်လုပ်တဲ့အဆက်အသွယ်ဘယ်လိုပြောမလဲ your luck 잘 알고 있어요ရမယ်နော်အဲဆိုရင်နည်းနည်းလေးတော့မှတ်ရတာနည်းနည်းများလာပြီဆိုရင်ပြန်ပြီးတော့အရှိရဟာတွေမမိသွားအောင်ပြန်ပြီးလေ့ကျင့်မယ်လေ့ကျင့်ထားပြီးနောက်တစ်ပိုင်းနံပါတ်6ကိုကြည့်ကြည့်အောင်နံပါတ်6လေးကိုဆက်ပြီးကြည့်ကြည့်အောင်နော်နံပါတ်6ကဘာရေးထားတာလဲဂါဒါဘာစာကြအဲ့ဒီအရှိကတစ်ခုခုနဲ့အနောက်ကဂါဒါဘာစာကြအဲ့ဒီတစ်ခုခုနဲ့ရှေ့ရတစ်ခုခုနဲ့အနောက်ထပ်တစ်ခုခုနဲ့အချင်းချင်းတွေ့တဲ့အခါမှာဘာအတန်ပြောင်းသွားလဲဆိုရင်ကာတာပါစာကြဆိုပြီးတော့အတန်ပြောင်းသွားတယ်
ကိုရီးယားရဲ့ဘီးတွေတွေကအတန်လေးတဲ့အတန်လေးပေါ့နော်ခါတာဘာစာချဒီလိုဥစ္စာတွေကသူတို့အချင်းချင်းပြန်ပြီးတော့တွေ့တဲ့အခါမှာဆိုရင်ကာတာပါစာချဆိုပြီးတော့အတန်တိမ်သွားတယ်အတန်ပါသွားတယ်ဒါမျိုးပြောချင်တာအဲ့တော့ကြည့်ကြည့်အောင်ဆရာဘယ်လိုမျိုးပြောင်းသွားလဲဆိုတာပထမတစ်လုံးဖတ်ကြည့်မယ်ဟာအာဟာခါတာဆိုတော့ hug နောက်ကခါယိုဂီယိုဟုတ်ပြီဒီနေရာမှာဆိုတော့ဂါနဲ့တွေ့ပြီးဒါဆိုရင်ဘယ်လိုတန်ဖြစ်သွားမှာလဲနောက်ကဂါကအတန်ကြီးပြောင်းသွားပြီးတော့ကီယိုလို့ဖတ်ပြရမယ်ကီယိုဟုတ်ပြီကြည့်မယ်အရှိမဆရာတို့ကဘာလေးကြံခဲ့မှာဆိုရင်ဟာအာဂါတတစ်ခုလုံးကြံခဲ့ရမယ်သတိထားရမယ်အရှိရဟိုင်းနဲ့ဆရာမတူတော့ဘူးเนาะရှေ့တော့ကကြတော့အသက်တန်သွားကူးလိုက်လို့အပေါ်မှာကြံခဲ့တဲ့ဟာဝယ်ဖတ်တယ်အခုကအသက်တန်ကသွားကူးတာမဟုတ်ဘူးသွားပြီးတော့အသက်တန်ပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့အရှိကတလုံးကိုဖတ်တဲ့ခါမှာဆိုတာပြင်း hug လို့ပဲဖတ်ပြရမယ် hug ဆိုပြီးမဖြစ်သွားတော့ဘူး hug အရှိမှလည်း hug ဆိုတဲ့အတန်ကြံခဲ့ရမယ်အနောက်မှာလည်း kyo ဆိုတဲ့ကအတန်လေးပြောင်းသွားပြရမယ် hug ဒါလေးအရှိကအသက်တန်ကူးတိုင်းနဲ့မတူဘူးเนาะဒီဥစ္စာကကြတော့အရှိမှအသက်တန်ပြန်ပြီးပါပေးရမယ်နောက်တစ်ခုဆက်ပြီးကြည့်အောင်စာအီရှိခါတဆိုတော့ရှိထားအားထားငါတဆိုတော့ဒန်းရှိဒန်းဒီနေရာမှာခါနဲ့ထားနဲ့နှစ်ခုတွေ့ပြီနောက်ကဟာကိုဆိုတော့ဘယ်လိုတန်ပြောင်းမရမှာလဲတာအားငါတတန်းဆိုတဲ့တန်ပြောင်းမရမယ်တန်းဒါပေမဲ့ရှေ့မှာတစ်ခုလုံးကဘာကြီးလဲဆိုစာဤဂါတတစ်ခုလုံးအတန်ကိုပြန်ထည့်ပေးရမယ်ရှိတန်းရှိတန်းမဟုတ်တော့ဘူးရှိတန်းဂါလေးကသွားမကူဘူးသွားပြီးတော့မှအတန်ကူးတာမဟုတ်ဘဲနဲ့အတန်သွားပေါင်းတယ်လို့မှတ်ထားမယ်နော်အောက်မှာကြံခဲ့အောင်မယ်ရှိတန်းရမယ်နော်နောက်လုံးဆက်ပြီးကြည့်ကြည့်အောင်ခါအားဘာတက်ကပ်စပ်ပေးပြရမယ်ကပ်နောက်ကဂျာအားဂျာခါဤကီကပ်ဂျာကီဒီမှာလည်းအတူတူပဲဘာလေးနဲ့ဘာလေးနဲ့တွေ့ရလေဂျာနဲ့တွေ့ပြီးအတန်ပြင်းတဲ့နှစ်ခုတွေ့ရတဲ့အခါမှာအနောက်ကတန်အတန်ပါသွားမယ်ဂျာဆိုတဲ့အတန်ဖတ်ပြရမယ်ဂျာကပ်ဂျာကီကြားဘူးလားရုတ်တရက်ဆိုတဲ့ဒီရုတ်တရက်ခပ်ဂျာကီရှေ့ကရှစ်တန်းဆိုတာကစားတောက်ဆိုင်ကိုရှစ်တန်းအပေါ်ကဟက်ကျူဆိုတာကြောင်းเนาะကြောင်းကိုပြောရဲစာတင်တဲ့ကြောင်းဟက်ကျူခပ်ဂျာကီဒါမယ်နော်အဲ့လိုဆက်ပြီးတော့ကြည့်ကြည့်အောင်ဟာအာဟာစာအူဂါတက်စုချာအီဘာတက်ကြည့်ဟာစုကြည့်ဒီညမှာခါလီနဲ့ချာလီနဲ့တွေ့ပြီဒါဆိုရင်ဆရာတို့ဒီမှာအတန်သွားပြီးပါပေးရမယ်ကြည့်လို့ဖတ်ပေးရမယ်ဟာစုကြည့်ဆိုတာကအဆောင်ပြောရပေါ့နော်ဟောအကြောင်းတက်လို့ရှိရင်ကျောင်းသားပေါ်မှာနေရဲ့အဆောင်ကိုဟာစုကြည့်ရမယ်နော်နောက်တစ်ခုဆက်ပြီးကြည့်ကြည့်အောင်ရောလေးရှိရဲ့ခါတက်ဆိုတော့ယော့စာအားစာဟုတ်ပြီယော့စာဒီနေရာမှာခါလေးတွေ့ရယ်စလေးတွေ့ရယ်ခါနဲ့စနဲ့ဆိုရင်စကအတန်ပါသွားမယ်စဟောဒီစလုံးလေးကနည်းနည်းလေးတော့ထွက်ရခက်လိမ့်မယ်ပေါ့နော်ဆရာမြန်မာမှာဆိုရင်စလေးနဲ့စလုံးအတန်ကွဲသလိုမျိုးပဲသူတို့စီမှာလည်းရှိရပေါ့နော်ဒါပေမဲ့ကိုကအရန်ကြီးအတန်ကွဲအောင်မထွက်တတ်ဘူးဆိုလေကိစ္စတော့မရှိဘူးဒါပေမဲ့ကိုတိထားမှဒီအတန်ပါသွားတယ်ဆိုတော့တိထားရမယ်ယော့စာဒီလိုစာပဲဖြစ်ဖြစ်အတန်မကွဲသူတွေရှိရပေါ့နော်အဲ့တော့အရန်ကြီး serious ဖြစ်စရာမလိုဘူးပေါ့နော်ကိုအတန်မကွဲဘူးဆိုရင်တော့မှတိထားမှဒီအတန်ပါသွားတယ်စားဆိုတဲ့အတန်ဖြစ်သွားတယ်ဆိုတော့တိထားရပြီရောက်စားလေ့ကျင့်နိုင်တော့အကောင်းဆုံးပေါ့နော်ဒါပေမဲ့မလေ့ကျင့်နိုင်ဘူးကိုယ့်ရဲ့အတန်ကအရန်မကွဲဘူးဆိုလည်းပဲတိထားရမယ်နောက်ဆုံးဆက်ပြီးကြည့်အောင်ခါဦးခါတက်ခုဖာအားဖာတက်ပပ်ခုပပ်တွေ့တဲ့ပဲဘာလဲဆိုရင်ဆရာတို့ဒီကိုရီးယားရဲ့အစားအစာပေါ့နော်ဟိုဟင်းရည်ထဲကိုထမင်းကြီးထည့်ပြီးတော့စားတဲ့အစားအစာပေါ့နော်အတန်ရွက်ကိုကြည့်ကြည့်အောင်ခါဦးအောက်မှာခါတက်လေးရှိရယ်ဘာနဲ့တွေ့ရယ်ခါနဲ့ဘာနဲ့တွေ့တော့ဒီဘက်ကဘာကိုဆရာပလေးပြောင်းပေးရမယ်ပလို့အတန်လေးပြောင်းရမယ်အဲ့တော့သူ့ကိုဘယ်လိုဖတ်မလဲဆိုပခုပမဟုတ်ဘူးခုပအတန်လေးပါသွားရမယ်
ရပြီနော်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်စာအစအနေပြန်ပြီးတော့အတူတူဆိုကြည့်ကြည့်အောင်အကြောင်းကိုဘယ်လိုပြောမလဲ학교နောက်တစ်ခုစားသောက်ဆိုင်ကိုဘယ်လိုပြောမလဲ식당နောက်ရုတ်တရက်ကြီးဘာဖြစ်တာလဲဒါမျိုးပြောခြင်း갑자기နောက်တစ်ခုအစာကိုပြောမယ်하수집နောက်တစ်ခု역사ဆိုတာတမိုင်းကိုပြောရဲပေါ့နော်တမိုင်းဘာသာရေးကိုပြောရဲတမိုင်းကိုပြောရဲဒါဆိုဘယ်လိုဖတ်မလဲ역사နောက်ဆုံးတစ်ခု국밥 잘했어요အဲ့ဆိုလို့ရှိရင်တော့ဒီကအသက်တန်ကူးပြောင်းအပိုင်း3ရဲ့နံပါတ်6ထိလေ့လာခဲ့တာဖြစ်ပါတယ်အသက်တန်ကူးပြောင်းအပိုင်း3ထိလေ့လာပြီးသွားရဲဆိုတော့ရောဘုံတို့တော်တော်လေးကိုခရီးရောက်လာပြီလို့ပြောလို့ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်အပိုင်း4မှာလည်းပဲကျန်တဲ့နံပါတ်တွေနဲ့ဆက်ပြီးကြည့်ပါမယ်ရှေ့ဗီဒီယိုမှာပြောခဲ့သလိုပဲအသက်တန်ကူးပြောင်းတွေကအများကြီးရှိပါတယ်အများကြီးထဲမှာပေါ့နော်အခြေခံအနေနဲ့အခြေခံအစစ်အနေနဲ့တည်ထားရမယ်အသက်တန်လေးတွေကိုနည်းနည်းစီဗီဒီယိုတစ်ခုမှနည်းနည်းစီနဲ့ပြောပြပေးသွားတယ်ပေါ့နော်အဲ့တော့စာလေးနည်းတော့မှလိုက်ပြီးတော့ကျင့်ထားမယ်စာပုံသွားရင်စာများသွားလိမ့်မယ်စာနည်းနေတော့မှစာလိုက်ပြီးတော့လုပ်ထားမယ်အတန်လိုက်ပြီးတော့ကျင့်ထားမယ်ဒါဆိုလို့ရှိရင်အပိုင်း4ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်안녕